အားမင်းမလားပါဖူးရဲ့ channel အနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုဖူးကတော့ကျောင်းကပြန်လာပြီးတော့ညနေဘက်တစ်ခါသတင်းစာပို့မှာဖြစ်ပါတယ်ရာသီဥတုကတော့အားလုံးတွေ့တဲ့အတိုင်းပဲနေ့နဲ့2နာရီကြီးမှနေ့ရက်တစ်ဖွဲဖွဲကြာနေပါတယ်နေ့နဲ့ကြာနေတာကိုဗီဒီယိုရိုက်ချင်လို့လမ်းကြားလေးတွေရောက်တော့ဆိုင်ကခဏရက်ပြီးတော့ရိုက်လိုက်ပါတယ်လမ်းမကြီးမှာရရင်တော့ကားတိုက်ခတ်ရမယ်နော်ဒါမှမဟုတ်ရှင်တော့ရေဖန်ခံရမယ်နေ့နဲ့ကြာနေတာချမ်းတော့ချမ်းပြီမယ်ကြည့်လို့ကောင်းတယ်ဆိုင်ကမှာကြည့်အောင်နှင်းနေအများကြီးပဲအနောက်မှာရောဒါကတော့ဗီဒီယိုတွေမတင်ဘဲနဲ့ပြောင်းနေတဲ့ဒူးပေါ့နော်ကျောင်းကတစ်ဖက်အလုပ်ကတစ်ဖက်စာမွေးပွဲတွေကတစ်ဖက်နဲ့တော်တော်လေးမအားတဲ့အတွက်ဘာဗီဒီယိုမှလည်းမတင်ဖြစ်ဘူးပေါ့နော်ခုမှပဲနှင်းကြားထဲမှာပြန်ပြီးတော့ပေါ်လာတာဒီနေ့ကြားမှပဲနှင်းနေရတယ်တော်တော်လေးကြားနေတယ်မနှင်းရကြားနေတဲ့အချိန်မှာလေတိုက်တဲ့ပုံစံကြည့်ကြည့်လေကလည်းတော်လေးအားပြင်းတဲ့အတွက်သတင်းစာပို့ရတာချမ်းစိတ်နေပါနှင်းကန်ချင်တာနဲ့ပဲလက်ခဏချွတ်ပြီးတော့ဗီဒီယိုရိုက်လိုက်တာခဏနေတော့လက်တွေခဲတောက်ပြီးတော့အေးဆက်လာလို့လက်ပြုံဝင်လိုက်ရတယ်။အဒီဥတို့အေးတာကတော့မြန်မာနိုင်ငံနဲ့လုံးဝမတူတော်တော်လေးမှအေးတယ်ဘယ်လိုအေးလို့အေးမှမသိအောင်အေးတာ။အဲ့မှာနှင်းတို့ရိုက်ကောင်းနဲ့ရိုက်နေရတာရှေ့ကသတင်းစာတွေတောင်မေ့နေ။သတင်းစာတွေနှင်းထိလို့စိုးပုံရမသိ။တော်တဲ့ကတော့ तू ကမိုးရတယ်လို့မျိုးဆိုတာမဟုတ်လို့စိုးပုံတော့တိုင်ပတ်အောင်မယ်။သတင်းစာတွေဆိုမှဆိုလို့အရှေ့ကအဖုံးလေးပိတ်ပြီးတော့သတင်းစာစပြီးတော့ပို့ပါတော့မယ်။နောက်ကြလို့ရှိရင်လည်းဖတ်တဲ့လူတွေစောင့်နေဦးမယ်။ဂျပန်ကဖိုးဖွားရသတင်းစာရန်ဖတ်ကြတယ်စောက်ပြီးတော့ဖတ်ကြတာကိုကတော့မကိုကဒီနည်းနည်းနောက်ကျနေသူတို့အင်ရှီကနေထွက်ဆောင်နေပြီသတင်းစာအရန်ဖတ်ကြဒါကတော့အထက်40ကျော်ရှိတဲ့တိုက်ခန်းပေါ့နော်ဒီတိုက်ခန်းတွေကိုပို့လို့ရှိရင်မနက်ပိုင်းပို့တဲ့လူကဒီတိုက်ခန်းတစ်ထပ်ချင်းစီမှာရှိတဲ့အခန်းတစ်ခန်းချင်းစီရဲ့ရှိထီပေါ့နော်အခန်းရှိထီကိုပို့ပေးရတယ်ညနေပိုင်းပို့တဲ့လူဆိုရင်တော့အဲ့လိုမျိုးသူတို့ရဲ့အခန်းရှိထီမပို့ရဘဲနဲ့အောက်မှာရှိတဲ့စာတိုက်ပုံလေးတွေစီမှာပဲထည့်ခဲ့ပေးရတယ်ညနေပိုင်းကြားလို့ရှိရင်တော့ပေါ်ထီမပို့ရတော့နည်းနည်းတတ်တာတယ်ပေါ့အဲ့မှာဖူးကန်ရတဲ့စာရွက်ကလေးတွေမှာသူတို့ရဲ့အခန်းနံပါတ်လေးတွေနဲ့အဲ့ဒီအခန်းကနေပြီးတော့ဘယ်သတင်းစာယူမယ်ပေါ့နော်မိုင်းနီချီဆိုလို့ရှိရင်မိုင်းနီချီအစာကြီးဆိုလို့ရှိရင်အစာကြီးနီကဲဆိုရင်နီကဲအဲ့လိုရေးထားပေးတာပေါ့နော်အဲ့မှာသူ့ရဲ့အခန်းနံပါတ်လေးကိုသူယူမဲ့သတင်းစာလေးတွေထည့်ပေးခဲ့ရုံပဲဖူးရတဲ့ထဲမှာဆိုရင်တိုက်ခန်းတွေရောဆေးရုံတွေရောဖျားเจ้าတွေရောဖုန်เจ้าတွေရောလုံးချင်းအိမ်တွေရောအစုံပါတယ်ပေါ့နော်ဒီတိုက်ခန်းတွေဆိုလို့ရှိရင်တော့အဲ့ဒီအောက်က post box လေးတွေမှာပဲထည့်ခဲ့ပေးရပြီးတော့ဒီဖုန်เจ้าတို့ဖျားเจ้าတို့လုံးချင်းအိမ်တို့ဆိုရင်တော့သူတို့ရဲ့အိမ်ရှိမှရှိတဲ့စားတဲ့ပုံလေးတွေစီမှာထည့်ခဲ့ပေးရတယ်ပေါ့နော်ဂျပန်မှာကျတော့အိမ်တိုင်းရဲ့အရှိမအဲ့လိုမျိုးစားတဲ့ပုံလေးတွေရှိတယ်ကိုကတော့ထည့်ခဲ့ပေးဦးမယ်သူကလူတွေကတော့တစ်ခါမှမတွေ့ဘူးပေါ့နော်သူတွေဖတ်တယ်ကိုရဲ့သတင်းစာဖတ်တဲ့သူကဘယ်သူလဲဆိုတာတော့မတွေ့ဘူးသူကအိမ်ထဲကအိမ်ပြင်ထဲမှာထွက်ကြအောင်လားမသိတရားမှမတွေ့အဲ့မှာကိုကစားတဲ့ပုံလေးတွေမှာထည့်ခဲ့ပြီးနေသတင်းစာပို့နေတာတစ်နှစ်ပြီးတော့မယ်သူတို့ရဲ့သတင်းစာဖတ်တဲ့ဧည့်သည်ရဲ့မျက်နှာကိုမတွေ့ဘူးဒီနေရာမနက်ပိုင်းဆိုရင်တော့မောင်တဲ့အတွက်နည်းနည်းကြောက်ဖို့ကောင်းတယ်အဲ့ဒီအိမ်ချားတွေကိုသွားရတဲ့နေရာလောကသူတို့အိမ်မှာမီးမထွန်းတာတော့ဆိုင်ကယ်မီးနဲ့ပဲထိုးပြီးတော့သွားရတယ်ဒီအိမ်နဲ့ဒီနောက်တအိမ်ရှိတယ်အဲ့ဒီအိမ်ဆိုလို့ရှိရင်မျိုးရဲ့အဆုံဆုံးနေရာလို့ပြောလို့ရရပါတော့လူလည်းပြတ်တယ်မနက်ပိုင်းဆိုမှောင်တယ်ပြီးတော့ဒီအိမ်ဘေးနားမှာတင်ငယ်ကုန်းလေးရှိတယ်ဆိုတော့နည်းနည်းတော့မနက်ပိုင်းဆိုကြောက်ဖို့ကောင်းတယ်အဲ့အိမ်ဘေးနားတင်ငယ်ကုန်းကိုလိုက်ပြမယ်ခုနကဖူးတင်းစာရက်ပြီးတော့ပိုးတဲ့အိမ်ရဲ့
ပြီးတော့နောက်ဘေးနားတိမ်ရပြီးလို့ရှိရင်ဒီဘေးနားမှာဆိုလို့ရှိရင်တော့ဒီတင်ချိုင်ရှိရပါတော့သူတို့တင်ချိုင်ကမြန်မာလူမျိုးကြောက်စရာတော့မကောင်းတက်တက်ချင်းတက်တက်ရဲ့ပဲဆိုပေမဲ့လည်းတင်ချိုင်ရှိနေဆိုရဲအတွေ့အရှိတော့လေမနေ့ပိုင်းဆိုတော့နည်းနည်းတော့သတိထားပြီးတော့သွားတာပေါ့နော်လူကမနေ့ပိုင်းဆိုလို့ရှိရင်ထိပ်လို့ရှိရင်ဒီတောက်လျှောက်ပဲဒီလမ်းတောက်လျှောက်ကမှောင်နေမနေ့ပိုင်းဆိုညနေပိုင်းဆိုလို့ရှိရင်တော့မမှောင်ဘူးသွားလို့တော့ကောင်းတယ်ဒီနေရာတော့မြို့အစွန်ဆုံးပဲမြို့အစွန်ဆုံးမှာတရားအသက်ဆောက်နေတဲ့နေရာပေါ့နော်မြို့တယ်မဟုတ်ဘူးလုံးဝမြို့အစွန်ဒီမြို့အစွန်ကအိမ်နှလုံးကတော့နောက်ဆုံးပဲပေါ့နော်ဒါပြီးလို့ရှိရင်တော့ဆိုင်အောင်ပြန်ပြီးတော့အိမ်ပြန်လို့မယ်ဒါနောက်ဘလော့မှာတွေ့ကြမယ်ဘိုင်ဘိုင်